ဒီကနေ့မှာတော့ထက်မှန်ပြီးတော့မြန်မာနိုင်ငံရဲ့ပိုင်နယ်ထက်ကိုအမေရိကန်နိုင်ငံရဲ့တိုက်လေယာဉ်တွေကဝင်လာလို့နေပြည်တော်ကဗိုလ်ချုပ်တွေကြီးကျယ်ကိုထပ်မှန်ပြီးတော့ထိတ်လန့်ခဲ့ကြရတာဖြစ်ပြီးတော့ဒီတစ်ခါဝင်လာမှုကတော့လုံးဝကိုရိုးရိုးရှင်းရှင်းဝင်လာမှုမဟုတ်တော့ဘူးလို့ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။နောက်ကနေလာကလေမြန်မာနိုင်ငံကိုအမေရိကန်ရဲ့တိုက်လေယာဉ်တွေဝင်လာခဲ့တာဖြစ်တဲ့အတွက် IAG နဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကိုလက်နက်တွေများချပေးနေသလားဆိုပြီးတော့ပြောဆိုနေကြတာပါ။အဲ့ဒီအကြောင်းအရာတွေကိုအစားဆုံးမပြောခင်မှာဒီကနေ့ဖြစ်သွားတဲ့အကြောင်းအရာတွေကိုအရင်ဆုံးပြောရအောင်။အဲ့ဒါကတော့ဒေါန်ဆန်းစုကြည်ကိုကုလသမဂ္ဂကလှုပ်ပေးဖို့အတွက်စစ်ကောင်စီနဲ့ညှိနှိုင်းတာအောင်မြင်သွားပြီဖြစ်ပြီးတော့ဆက်လာပိုင်း29ရက်နေ့မှာဒေါန်ဆန်းစုကြည်ဟာအေကံမှုချလွတ်မြောက်မယ်ဆိုပြီးတော့AUG နဲ့ပတ်သက်တဲ့ကုလသမဂ္ဂနဲ့ပတ်သက်တဲ့သူတွေက online ပေါ်မှာထထဝဝင်ကိုပြောဆိုနေကြတာတွေ့ရပါတယ်။နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘုံဖောက်ခွဲမှုတွေအကြီးကျယ်ကိုဖြစ်နေပြီဆိုတာပါပဲเนาะမနေ့ကလည်းရောင်မြို့ဗဟန်းမြို့နေမှာဘုံဖောက်ခွဲမှုเนาะတပ်မတော်ရဲ့ရွေးကောက်ပွဲကိုလက်မခံလို့ဆိုပြီးတော့ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲเนาะဒီ yes can ကြီးကိုဖောက်ခွဲလိုက်တယ်ဒီကနေ့မှာဆိုရင်လည်းပဲเนาะမြောက်ကလာပမှာရှိတဲ့စစ်မှုထမ်းနဲ့ရွေးကောက်ပွဲကိစ္စများဆောင်ရွက်နေတဲ့ရှေပေါက်ကမြို့တဲ့22ရပ်ကွက်အုပ်ချုပ်မှုရုံကိုလက်ပစ်ပုံနဲ့မိုက်ခွဲပြစ်တက်တိုက်ခိုက်လိုက်ကြောင်းကြားသိရပါတယ်ဆိုတော့ပြည်သူတွေအသွားလာလုံးဝအောင်ဆင်ခြင်မှရမယ်ဒီရက်ပိုင်းမှာเนาะဒီရက်ပိုင်းမှာတကယ်ကိုဖြစ်လာမှာပါလုံးဝဆန္ဒနာပိုင်းမှာဆိုရင်များဘယ်လိုပြောရမလဲရွေးကောက်ပွဲလုပ်နေတဲ့အချိန်မှာအကုန်လုံးဘုံဖောက်ခွဲမယ်လို့အသေးလေးကိုကြေညာထားတယ်ပြည်သူတွေမလို့ချင်တဲ့ရွေးကောက်ပွဲကိုလုပ်မယ်ဆိုရင်လုံးဝဘုံဖောက်ခွဲပြီးတော့အကုန်လုံးပြာကျတော့လုပ်မယ်ဆိုပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေကအကြီးကျယ်ကိုအသေးလေးကိုကြေညာထားတယ်ပေါ့နော်ဆိုတော့ပထမဦးဆုံးနောက်တဲ့ကိုပဲဆက်လက်သွားရအောင်ဆိုတော့အမေရိကန်ရဲ့လေယာဉ်ကအခုလိုမျိုးဝင်လာတာကလုံးဝကိုတမယိုးကြမဟုတ်တော့ဘူးလို့ပြောဆိုနေကြပြီပဲဖြစ်ပါတယ်နော်ရခိုင်တပ်တော်အေးဟာလေဒါအနာဂတ်မှာလေရဖို့တကြိုးစားမှဖြစ်ပြီးတော့လေယာဉ်တစ်ခုကိုတော့လုံနိုင်တဲ့နော်ပညာတွေဒါသူတို့ရဲ့တကယ်ကိုမထိတ်တန်းနော်ကျွန်တော်တို့အရေးပေါ်တွေကိုနိုင်ငံခြားထိလှုပ်ပြီးတော့တွားရောက်သေးကြခိုင်းနေကြအောင်လည်းကြားသိရတယ်ပေါ့နော်ဆိုတော့တော်လေးကိုကျွန်တော်တို့မကြခင်မှာ AG ကလည်းပြောထားတယ်သူတို့ဟာလည်းလေးချောင်းပစ္စည်းတွေနောက်ပိုင်းဆိုင်နေဖို့တကြိုးစားနေဖြစ်ကြောင်းကြေညာထားတာဖြစ်တဲ့အတွက်စစ်ကောင်စီကတော့အနာဂတ်မှာအထီးနာ